AOD မြစ်ကကမ္ဘာပေါ်မှာ90မြောက်အညဉ့်ညမ်းဆုံးမြစ်စင်ထဲမှာကြာသိခင်ကပါဝင်ခဲ့ပါတယ်2050ခုနှစ်ရောက်လို့ရှိရင်ကမ္ဘာကြီးပူနွေးလာမှုကြောင့် AOD တိုင်းဒေသကြီးနေရာတော်တော်များများနဲ့ရန်ကုန်လိုမြို့ကြီးနေရာအချို့ကလည်းရေအောက်ရောက်တော့တာဖြစ်ပါတယ်။ကမ္ဘာကြီးပူနွေးလာမှုကြောင့်ကြီးကကန်ဆာရတဲ့နိုင်ငံထဲမှာမြန်မာနိုင်ငံရောတိတ်ဆုံးအောင်ပါပါတယ်။တည်ငြိမ်သောနိုင်ငံအခြေအနေများကတရားမဝင်ဆက်တူတူခေါ်ခြင်းတိခုချင်းတို့ကိုဆိုရွာစီပြီးအပါဝပါဝင်ခြင်းထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာဥပဒေပုံများကိုအကောင့်တွေပေါ်ရပြီးအားနည်းလက်ရှိအမိုက်ဆုံးတဲ့မှုစနစ်ကိုမြို့တိုင်းရွာတဲ့လူပြင်အားနည်းနေတဲ့လက်ရှိကြပြီးအင်းင်းမြေစပွန်ချရှင်စနစ်ကအတိကအသုံးပြုလက်ရှိကြပြီးတော့ဒါတွေကပတ်ဝန်းကျင်မေချို့ရေထူးထူးကြီးမားစွာချိခဲ့ပစ္စည်းစေနိုင်ပါသည်AOD လင်းပိုင်းဗန်တန်နီညံ့ညံ့ကုန်းချိုစားတဲ့ဘာဝတော်ရင်ဒီစံတွေဟာမြို့သုံးပြောက်ပဲမဲ့အန်တီကြောက်ရွံ့နေပါတယ်။တော်ရင်ဒီစံဘကိုစီကတွေကလည်းပြုံးမြန်မာနေဆက်ချောက်အတော်များများကြီးထောက်နေပါတယ်။မြန်မာနိုင်ငံမှာသိရှိရပလတ်စတစ်များစုဟာ AOD ထဲမှာစံတသေးလို့ဆိုပါတယ်။မြန်မာမကြတဲ့ခင်ကတတိယမြောက်ကတိတော်တင်ပြီးဆိုရင်လည်းတရားရောက်ဖြစ်တာဖြစ်တယ်ရန်ကုန်မြို့ဟာဆိုရင်လေထုညံ့မှုအများဆုံးမျိုးဖြစ်လာပါတယ်။ဒါအပြင်တောင်ယာမီးရှို့တာတွေကြောင့်လေထုထဲမှာအမုံမားတွေများလာပြီးလေဦးရောက်ပြီဆိုရင်နေ့စဉ်လိုညံ့မှုတွေဖြစ်ပေါ်နေပါတယ်။မွေးရဒီမှာပြင်းထန်တဲ့မုန်တိုင်းတွေနေ့စဉ်တိုင်းလိုကြုံတွေ့ခံစားနေရပါတယ်။နိုင်ငံနဲ့အပြားတွင်ဒီကြီးရှင်နေပြချင်းတို့ခံစားရတဲ့နေမုန်းခုံရီဆက်ပြနာများကိုလည်းတွေ့ကြုံနေဆိုင်နေရပါတယ်။ဒီရဝတီနဲ့တန်တဲ့မြစ်တို့ဟာအဖတ်တဲ့ရဲ့လွတ်လပ်စွာရှိရှိနေတဲ့ဒီကနေ့ချင်းရတဲ့တွေပေါင်းပါတယ်2030ခုနှစ်ရောက်လို့ရှိရင်မြန်မာနိုင်ငံရဲ့လက်ရှိစွမ်းရည်ထုတ်လုပ်မှုပမာဏရဲ့30%ကိုပြန်လည်ဖြည့်ဖြိုးမြဲစွမ်းရည်ကနေရရှိဖို့မြင်မှန်းထားပါတယ်။အဲ့ဒါကလွတ်လပ်စွာစစ်ဆေးနေစေဖြစ်တဲ့ AOD မြစ်နဲ့တောင်လယ်မြစ်တို့အပေါ်ချင်းချောက်နေပါတယ်။ဖွံ့ဖြိုးမှုအားနည်းချင်းကြောင့်လည်းဇတိဥတုပြောင်းလဲမှုတန်ကိုအဆိုးဆုံးခံစားရမယ့်နိုင်ငံများထဲမှာမြန်မာနိုင်ငံလည်းပါဝင်ပါတယ်။